တိုင်းရင်းသူလား ချင်းကြီးသွားတာအဲ့မှာတိုင်းကြီးကြည့်လိုက်ခဏနေကလာပေါ်တဲ့ခန်းလေးလေအဲ့လိုရုပ်ရှင်ရောက်တဲ့ခန်းကြီးရောက်လိုက်မယ်2D 3D 5D တော့ပုံစံမျိုးလေအဲ့လိုနေရာမျိုးရောက်လိုက်လက်ပေးပုံစံတဲ့နေရာမျိုးရောက်လိုက်တယ် ဒီကစော်tiêuဆောင်နေတာပေါ့အဲ့လိုလားနေရာစော်tiêuဆောင်နေတာပေါ့ဟိုတိုင်းသူဖြစ်လိုက်ဟဲ့လားဒီမှာမင်းကြီးဖြစ်လိုက်အဲ့လိုလားအဲ့လိုပြောရလား အဲ့လိုဖြစ်တယ် အဲ့လိုဖြစ်နေတာအခုကသမီးကဘယ်မှာနေရလဲဘလို့ဒီရောက်လာသိလားမမီလား ကိုယ်လေးလိုက်ရှာနေတာ ဘာသူလိုက်ရှာနေသမီး အောင်ရင်လေးကို အောင်ရင်းလို့လိုက်ရှာနေလားဟောအောင်ရင်းလေးနဲ့သမီးအသိလား အဲ့ဒါတိလာ ရုပ်ရှင်မင်းသားအောင်ရင်းလေးလား သူကရုပ်ကိုစွမ်းသုံးခုအနေနဲ့ပြောင်းနိုင်တဲ့ပုံစံမျိုးအဲ့မျိုးပြန်တော့လေသူမဟုတ်ပြန်ဘူး ဟုတ်တယ်အခုသမီးနေတဲ့နေရာသမီးမှတ်မိလားဘယ်နေရာလဲ နိုင်ဟောင်းကလေး ဟမ် နိုင်ဟောင်းကလေး နာကြီးဟောင်းကလေးကလေး အဲ့မျိုးလူတွေကလေနိုင်ဟောင်းကလေးရှိရှိ ဟုတ်လေသမီးအခုနေတဲ့နေရာ လူလေးယောက်မှာနိုင်ဟောင်းကလေးရှိရှိအဲ့လိုဖြစ်နေ လူလေးရောက်မနာကြီးဟောင်းကလေး သမီးနေနေရလားလက်ရှိနေရ လက်ရှိနေရ စင်လာသုံးလဲ စီနာသုံးလဲ မွားနွယ် အားလွယ် ဟုတ်တယ် ပြီးရတော့စီနာသုံးလဲလူနဲ့နေရသမီးကဘယ်သူနဲ့နေရ ဒီဖက်မှာတောင်းဆရာမတယောက်အိတ်တယ်ဒီဖက်မှာအချိုးဆက်လာတဲ့မမလေးတယောက် ဟောအကျုပ်စလုပ်တဲ့ကမ္ဘာလေးရောက်ရှိနေတယ်အခုသမီးကတယောက်တည်းပေါ့ ဒီကအလင်းမှာအိတ်တာ သမီးကလည်းမိုက်တာဟောအဲ့ဒီမှာတော့တွေ့တာပေါ့ဟုတ်လားတကယ်တော့တွေ့တာအဲ့ဒါအခုကိုရနေပြီးအဲ့ကိုပြန်ပြီးလိုက်ပို့ပေးမယ်သိပြမလား ပြန်ချင်း အဲ့ဒါဘာဖြစ်လို့လဲ ပြန်ဖြစ်တာ ဟောရံပြစ်ထားလို့ စုံနဲ့မတွေခွဲနေကြ စုံနဲ့မနဲ့ပြီးရဘလို့ခွဲရတော့စုံနဲ့ခွမနဲ့ခွဲတာကိုကြီးတို့ကားရွယ်ခွဲရလေဒီရဲ့ပြီးတော့မတွေယူရတူလို့ရတယ်လေ ဒီလက်ကောက်ထဲမှာတက်တယ်ပဲလေကိုကြီးစီးလာတဲ့ကားမှာဒါဖြုတ်လိုက် မထွန်းထောက်လိုက်ရရတယ်ထောက်လိုက်နော်ဒီနော် ဒီထဲကကြည့်မှာ အဲ့တော့မရှိလို့ နံပါတ်8လေ ပြပြကဒါဘယ်လိုလုပ်ရမလဲဒီသမီးလေးကဒါတော့သူကတော့ဟိုအရင်ချိုင်းလဲမဟုတ်ဘူးနော်ဒါသူရိုးရင်လေသူဗမာနေဆိုတာလဲသူတိကျမဟုတ်ဘူးဒါသူစက်ထဲမှာရှိတာသူပြောပြတယ် ရှစ် အဲ့တော့ ထော ကျွန် က် တော် ရဲ့ သူ့ကိုစီစဉ်ပြရမယ် ဒီကနံပါတ်ကြည့် ခလေးကလည်းတက်ကလည်းဝါလောက်တော့ရှိမယ်18လောက်တော့ 4S 18လောက်တော့ ရှစ်ထောက် ရှိလိမ့်မယ်18ပေါ့အဲ့ရွယ်လေးကိုအခုဒီပုံနဲ့ဖြစ်နေတယ်ကျွန်တော်တို့ဘယ်တော့ပို့ရမလဲဝိုင်းကူညီပြရပါဦးခင်ဗျာဒီကတော့တော့လောလောဆယ်ကတော့ဒါများတို့ကိုဘူဆုံဖက်လက်ဟုတ်လားဘူဆုံဖက်လက်မှာဒီညီမလေးကဒါကတော့သူပေါ့နော်ဟိုပြောမိပြောရသွားမိတော်ရဆောက်သွားတယ်ဒါတော့ကိုကြီးတယောက်တစ်စီပေါ်အတင်းပြည့်တယ်လို့သူကနေဝိုင်းဝန်းပြောဘူးကြီးပြောဒီကိုကြီးကလည်းကြိုက်တာစိတ်နဲ့ကိုသမီးလေးရွယ်လေးတဲ့ဆိုတော့ကိုချင်းစားပြီးတော့ဒါအခုကျွန်တော်တို့လှပ်ပါပေါ့နော်အခုကျွန်တော်ကလည်းသူ့ဘယ်လိုစီစဉ်ပြရမလဲကျွန်တော်လည်းဒါမျိုးကြတော့တခါမှလည်းကြည့်ဘူးပါမဟုတ်လေကျွန်တော်ကဘိုးဖားပေါ့နော်အသေးရောမနာမချမ်းမချမ်းသွားနေလို့ အချိန်ကြီးသွားတယ်ဆိုတာဟိုကညံမီတဲ့လူပဲလိုက်နိုင်တယ် ဟုတ်ကဲ့ ညံမီတဲ့လူလိုက်နိုင်တယ်ညံမမီတဲ့လူဆိုဘယ်လိုခေါ်ရမလဲကြီးလို့ခေါ်ရမယ်ကြီးလို့ဖြစ်သွားမှာညံမမီကြီးလို့ဖြစ်သွားမှာ ဟုတ်ပါ ညံမီခင်တာဖြစ်မှာ ဟုတ်ပါလေဟုတ်ဒီကဒီလိုလမ်းမေးလျှောက်သွားလို့မရဘူးဒီကနော်ဒီဘလုံးပဲသွားတယ်ဒါနှိမ့်ပဲကြာနေလို့ရကြဆိုတော့ပိတ်မှာအဲ့ဒီသမီးလမ်းပေါ်မှာလျှောက်သွားနေလို့မရဘူးလေ ဟုတ်တယ်ဟုတ်တယ် အဲ့တော့ကိုကြီးကဘယ်လိုလိုက်ပို့ပြရလဲ